အားလုံးပဲမင်္ဂလာပါမနေ့ပြန်ကျောင်းဖွင့်ပြီပေါ့နော်မနေ့ပြန်ကျောင်းဖွင့်ပြီစနေဒီနေ့ကတော့မနေ့ပြန်တနင်္လာနေ့ကျောင်းဖွင့်မြပြီပေါ့နော်အဲ့တော့မနေ့ပြန်2ရက်တစ်ချိန်ပေါ့2ရက်တစ်ချိန်ပေါ့ရင်ကျင်းနေပါတယ်ဆိုရင်ကျွန်တော်ကနန်းတင်ပေးခြင်းနဲ့ဗျဒါပေမဲ့တစ်တော့ခဏဖြတ်ချတာဖြတ်ချတော့ post တင်လို့မကောင်းအဲ့တော့ဘာလဲဆိုတော့ဟိုတော့ကျွန်တော် Telegram channel လေးဝင်ခဲ့ပေးကြပါလား Telegram channel က GOLDSTAR channel ဆိုပြီးရိုက်ရှာလိုက်အဲ့မှာ Goldstar logo လေးနဲ့ပေါ်လာလိမ့်မယ်အဲ့ group အဲ့ channel လေးကိုဝင်ခဲ့လိုက်ကျွန်တော်အဲ့မှာ2ရက်တစ်ချိန်ပေါက်တဲ့အခွေလေးပေါ့နော်အဲ့မှာတင်ပေးထားတယ်ဟုတ်တယ်2ရက်တစ်ချိန်ပေါက်တဲ့အခွေလေးပေါ့နော်မနက်ဖြန်တနင်္လာနေ့မှာ3849ခွေ3849ခွေထိုးရမယ်မနက်ညနေထိုးရမယ်ဘာလို့ဆိုမနက်ဖြန်တနင်္လာနေ့မှာက3849ခွေနဲ့ပြီးနိုင်တယ်ပြီးဖို့လည်းများတယ်100 ရာခိုင်နှုန်းရှိတယ်အဲ့တော့မနက်ဖြန်3849ခွေတွဲလိုက်မှဆိုရင်383934 383934 898494ပြီးရင်အပူလေးပေါ့အရန်ထဲ့ပေါ့ဗျာနော်33889944 88နဲ့99နဲ့မကြိုက်ဘူးဆိုတော့ရှော့ပေါ့ဗျာအဓိက33တို့44တို့အဓိက4ပါတာကိုစားပြီးတော့ထိုးနော်မနေ့ပြန်တော့ကျွန်တော်ဒါအရန်ကြိုက်တယ်ပေါ့နော်အဲ့တော့မနေ့ပြန်မှာအဲ့3849ခွေနော်3849ခွေကိုဦးစားပေးပြီးထိုးပါနော်မနေ့ပြန်3849ခွေဦးစားပေးပြီးထိုးမယ်ပြီးရင် Telegram က channel ကိုဝင်ခဲ့ပေးပါနော် Goldstar channel ဆိုပြီးရရှာလိုက်အဲ့မှာအဲ့ channel တွေကိုဝင်ခဲ့လိုက်အဲ့မှာလည်းကျွန်တော်နေ့တိုင်းအချိန်တိုင်းကျွန်တော်ကဏ္ဍလေးတွေတင်ပေးတယ်TikTok မှာတော့တင်လို့မလွယ်ဘူးဘာလို့ဆိုတော့တင်လိုက်တယ်ဟိုဖြတ်ချသွားတယ်ဘာမှမသိဘူးဖြတ်ချသွားတယ်ပေါက်သီးမပါတာတွေကြတော့ဒီတိုင်းထားရတယ်ပေါက်သီးပါမဲ့ဟာတွေကြဖြတ်ချသွားတယ်အဲ့တော့ channel Telegram မှာဝင်ခဲ့လိုက်နော်မမေ့နဲ့နော်3849အခွေအပူတနင်္လာနေ့မနေ့ညထိုးပေါက်ဖို့ပေါက်မယ်အမှတ်ခံတယ်နော်ကျေးဇူးတင်ပါတယ်